မင်္ဂလာပါနောက်ဆုံးပေါ်ဒီဇိုင်းလေးလဲစီးရှင်နဲ့ quality လဲကောင်းရမယ်အရေးသွေးလဲမှီရမယ်ဈေးနှုန်းလဲချိုသာရမယ်ဆိုတဲ့မိတ်ဆွေတို့အတွက်ညီမတို့ Edison ကနေထွက်ရှိလာတဲ့ Edison Dynasty ဘိန်းလေးနဲ့မိတ်ဆက်ပေးပါရစေရှင်ဒီဆိုင်ငယ်လေးမှာဆိုရင် model က2026 model ပါနောက်ဆုံးပေါ် smart key လေးကိုအသုံးပြုပေးထားပါတယ် digital တိုင်ခွန်းနဲ့ပါရှင်ဟုတ်ကဲ့ပါသူ့ရဲ့ engine ဘိုင်းမှာသုံးပေးထားတာကကြတော့85 engine အပြောင်းလေးကိုသုံးပေးထားဖြစ်တဲ့အတွက်ရုံအားဆွဲအားပုံမကောင်းမွန်ပြီးတော့ engine တန်ဆက်တန်ပုံမညက်စေပါတယ်ရှင်ရွှေရောင် gap foul လေးဖြစ်တဲ့အတွက်လမ်းကျန်းနေမှာလဲကြော်ဖြတ်ရတာငိမ့်ငိမ့်ညောင်ညောင်တက်လေးနဲ့ဖြစ်ပါတယ်အရှိရှုံကာမှာဆိုရင်လည်း၄ပေါက်လေးပါတဲ့အတွက် engine heat တက်မှာလေးစိုးရင်စရာမလိုတော့ပါဘူးရှင်နောက်ဆုံးပေါ် brake လေးတွေကိုလည်းအသုံးပြုပေးထားပါတယ်ရှင် highway စီးတဲ့နေရာမှာပုံမစိတ်ချအောင်လို့နောက်ဆုံးပေါ် air fan လေးတွေကိုထည့်သွင်းအသုံးပြုပေးထားဖြစ်တဲ့အတွက်ခရီးဝေး highway အသုံးပြုနေရာမှာလည်းအဆင်ပြေပါတယ်ရှင် highway စီးနဲ့အရေးပေါ်ဖုံးအားသွင်းဖို့လည်း USB အားသွင်းပေါက်လေးတွေလည်းပါပါတယ်နော်နောက်ဆုံးပေါ်ဒီဇိုင်းလေးဖြစ်တဲ့အတွက် engine power လေးကလည်း 125cc ဖြစ်သွားမယ်နော်ဟုတ်ကဲ့ပါရှင်ရုံအားဆွဲအားကောင်းမွန်ပြီးတော့ quality ကောင်းတဲ့ဈေးနှုန်းချိုတနဲ့ရပါမယ်ရှင်မိထီလာမျိုးနိုင်စဉ်ရှစ်ဘက်တောင် ARD ဘန်ဘေးမှာဆိုင်ဖွင့်ထားပါတယ်ရှင်2026 model လေးဖြစ်တဲ့အတွက်လိုင်စင်မှာဆိုရင်လည်း 89W နဲ့ရရှိမှာဖြစ်ပါတယ်အမြန်ဆုံးဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်